ဟိုးရှိရှိတုန်းကအမိကိုကြောင့်မြေခွေးမိစာကြီးတကောင်ရှိခဲ့ပြီအဲ့ဒီမြေခွေးကြီးကိုလည်းသပင်အဝါရောင်နဲ့ရှင်နိုဘီတယောက်ကအောင်မြင်စွာဂျိတ်ပိတ်နိုင်ခဲ့တာဖြစ်ပါတယ်။ဦးချီယာမျိုးနွယ်စုကလည်း၄ယောက်နဲ့ဟိုကာကဲမီနာတိုရှိနေတဲ့အတွက်သူတို့ရဲ့တော်လန်မဲ့ကိစ္စတွေမဖြစ်ပွားခဲ့ရကြောင်းအီတာချီရဲ့လက်တွေကလည်းဘယ်တော့မှသွေးစွန်းတဲ့အခြေအနေထိမရောက်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်လက်ရှိအချိန်မှာမီနာတိုနဲ့ခူရှိနာတို့ကသူတို့ရဲ့သားလေးနိုင်ရိုတိုနဲ့တူအေးချမ်းချမ်းရှိနေကြပြီမဲ့နိုင်ရိုတိုကတော့ထုံးစံအတိုင်းပြာခတ်နေစေဖြစ်ပါတယ်။လက်ရှိမှာနိုင်ရိုတိုကဟိုကာကဲရဲ့သားဖြစ်နေပြီမဲ့သူ့ကိုယ်ထဲမှာမြေခွေးမိတ်ဆာရှိနေရဆိုတဲ့ကောလာဟာလာတွေကလည်းပြတ်နေတဲ့အတွက်လူတွေကနောက်ကွယ်မှာတော့အမြင်မကြည်နေကြစေဖြစ်ပါတယ်။မျက်နှာဖုံးဆိုင်ပိုင်ရှင်ကတော့တခင်လေးနိုင်ရိုတိုလို့ခေါ်ပြီးသူ့ကိုပတ်စံပေးဖို့မလိုတဲ့အကြောင်းနဲ့အလကားယူသွားလို့ရတဲ့အကြောင်းပြောပေမဲ့နိုင်ရိုတိုထွက်သွားတဲ့အချိန်မှာတော့သူလိုချင်တဲ့မျက်နှာဖုံးကိုစားနဲ့ပတ်ရတဲ့အထိရှစ်တမျိုးကွယ်ရတဲ့မျိုးဆက်ဆံနေခဲ့ကြပါတယ်။အဲအချိန်တွေမှာတော့နိုင်ရိုတိုကသူ့ရဲ့မတဲ့အတူနေတငယ်ချင်းဂျစ်ကန်ကန်ဆာစကဲနဲ့ဘာပြဿနာမှမရှိပဲခင်မင်နေကြတော့ဖြစ်ပြီးတင်းဆယ်ဝဲရဲ့ခေါင်းဆောင်ခါခါရှိကရွာကိုအသက်ပေးပြီးကာဝယ်သွားကြတဲ့သူရဲကောင်းတွေရဲ့အုပ်ကူကိုလိုက်ပြပေးခဲ့ပါတယ်။ဒါပေမဲ့အဲထဲမှာကိုယ့်ရဲ့အသက်ကိုဗဒါနမထားပဲရွာကိုကာကွယ်ခဲ့တဲ့အပြင်ကိုရဲဘော်ရဲဘက်တွေကိုပါအသက်ပေးပြီးကယ်တင်ခဲ့တဲ့လူတစ်ယောက်ကတော့သူရဲကောင်းတွေလိုမြုပ်နှံမခံရပဲရိုးရိုးအုပ်ကူလေးတစ်လုံးနဲ့သာဇက်သိမ်းခဲ့ရတာဖြစ်ပါတယ်။သူတို့ရဲ့အကယ်ဒမီမှာလည်းရှင်နိုဘီတယောက်ကစီးမြင့်တွေကိုအတက်နိုင်ဆုံးဦးစားပေးရတဲ့အကြောင်းတင်ပြထားပေမဲ့တည်ဆုံသွားတဲ့ရှင်နိုဘီကသူ့ရဲ့မရှင်စာကိုရဲဘော်တွေရဲ့အသက်ကိုကယ်လိုက်တဲ့အတွက်သူ့ရဲ့တာဝန်ကကြာရှုံးခဲ့ရတာဖြစ်ပါတယ်။အဲ့လိုနဲ့တာဝန်မကျေပွန်မှုကြောင့်လူအများအပြစ်တင်ခံရတဲ့အတွက်စိတ်ရောလူပါထိခိုက်ခံစားခဲ့ရတဲ့ရှင်နိုဘီကကိုတတ်သိသွားခဲ့တာဖြစ်ပြီးလောကမှာရှင်နိုဘီစီးမြင့်တွေကိုမလိုက်နိုင်တဲ့သူကလူပြင်းလူညံဖြစ်ပေမဲ့ကိုရဲဘော်ရဲဘက်တွေကိုတန်မိုးမထားတဲ့သူကအဲ့ထက်ပိုဆိုးတဲ့သူဖြစ်တာကြောင့်သူ့ရဲ့လုပ်ရက်ကဂုံရီဖို့ကောင်းတဲ့ကြောင့်ခါခါရှိရသူ့တပည့်တွေကိုတင်ပြပေးခဲ့ပါတယ်။ဆာစကေကတော့နိုင်ရိုတိုလိုအကယ်ဒမီမှာဗိတ်ချေးအဆင့်ကောင်းတဲ့သူ့ကိုတသိန်းနဲ့တွဲပေးထားတဲ့အတွက်ထုံးစံအတိုင်းမကြေမနက်ဖြစ်နေခဲ့ပြီးနိုင်ရိုတိုကလည်းတနေ့မှာဟိုကာကဲဖြစ်လာရမယ်ဆိုတဲ့သူ့ရဲ့အိမ်မက်ကိုအယူချီပဲရှောက်ပြောနေအောင်ဖြစ်ပါတယ်။အဲစကားကိုဆာစကေကလည်းထောက်ခံမိမယ်သူ့အဖေက၄ယောက်မြောက်ဟိုကာကဲဖြစ်နေရကြောင်းသူ့သားဖြစ်တဲ့နိုင်ရိုတိုကအရှုံးသမားဖြစ်နေရင်တော့သူ့မှာအခွင့်အရေးရှိတာဖြစ်တဲ့အကြောင်းခနဲ့တက်ဝင်ပြောလိုက်ပါတယ်။အဲ့လိုနဲ့တွေ့တိုင်းကြိုက်တဲ့နှစ်ကောင်ကရန်ဖြစ်နေကြရင်နဲ့နိုင်ရိုတိုကသူတို့မြင်နေရတဲ့တောင်ထိပ်ပေါ်ကိုဘသူရင်ရောက်မလဲဆိုတာပြိုင်ကြမယ်လို့တယောက်တည်းပြောရင်တယောက်တည်းထပြေးသွားပါတယ်။ဒါပေမဲ့လမ်းမရှိနေတဲ့ဂျောင်းနှကြီးတစ်ခုကိုခုံမကြုံနိုင်မဲ့ပြုတ်ကျသွားခဲ့ပြီးနှာဘူးဆရာကြီးပြောခဲ့တဲ့ကိုရထားတဲ့အစွမ်းကိုကိုယ်တိုင်အပြေရှာရမယ်ဆိုတဲ့စကားကိုလည်းအမှတ်ရသွားခဲ့ပါတယ်။အဲ့လိုနဲ့သူ့ရဲ့ကိုယ်တွေကအမုန်းတရားတွေနဲ့ပြည့်နေနေတဲ့ကိုမီမိတ်ဆာစီရောက်သွားခဲ့ပြီးသူ့ခန္ဓာကိုယ်ထဲမှာနေခွင့်ပြုထားတဲ့အတွက်ကိုမီရဲ့ချာကရာကိုနေရာငါးကားဖြစ်ပြန်ပေးရမယ်လို့ပြောလိုက်ပါတယ်။ကိုမီကသူ့ကိုအမိန်ပေးတာကိုလက်မခံနိုင်ပေမဲ့နိုင်ရိုတိုတင်ရင်သူ့ဘာတိမ်မှာဖြစ်တဲ့အတွက်ချာကရာတွေငှားပေးလိုက်တာကြောင့်ဂျီဝါကြီးကတင်ပေးခဲ့တဲ့စင့်ခေါ်ဂျူစုနဲ့အေယာမဖာကြီးတကောင်ကိုစစ်ခေါ်နိုင်ခဲ့လိုက်ပါတယ်။မရှင်အတွက်လာခေါ်တဲ့ခါခါရှိတို့ကလည်းနိုင်ရိုတိုကြောက်ထဲကျသွားပြီလို့ထင်လိုက်ကြပေမဲ့နိုင်ရိုတိုကတော့ဘာမှမဖြစ်ပဲအကောင်းတိုင်းရှိနေရကြောင်းအံ့ဩသွားကြရပါတယ်။ရွာကိုကိုမီတိုက်ခိုက်တဲ့နေမှာခူရှိနာကသူနဲ့အတူကိုမီတကောင်လုံးကိုခေါ်သွားဖို့လုပ်ပေမဲ့မီနာတိုကတော့အဲ့လိုမျိုးအသေးခံတရားမလို့ပဲခူရှိနာရဲ့လက်ရှိချာကရာပမာဏလောက်နဲ့ကိုမီရဲ့ချာကရာအားလုံးကိုပြန်ပြီးဂျိတ်ပေးမယ်ဆိုရင်တည်သွားနိုင်တယ်ဆိုပေမဲ့လေတဝက်ပဲပြန်ပြီးဂျိတ်ပေးရင်အသက်ရှင်နိုင်တဲ့ပြင်နောက်တစ်ဝက်ကိုတော့တစ်ချိန်ချိန်မှာဂျင်ဂျူရီကီတယောက်ဖြစ်ထိချုံနိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့နိုင်ရိုတိုရဲ့ကိုယ်ထဲကိုထည့်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်ထိအောင်သူတွေးထားခဲ့တယ်လို့ဖြစ်မလာသေးပဲဂျီယာကြီးကတော့နိုင်ရိုတိုကသာဟော်ဂိန်းနဲ့ကလေးဖြစ်မယ်ဆိုရင်အဲ့ဒီစွမ်းအားကိုတေချာပေါက်ထိချုပ်လာနိုင်မယ်ဆိုတာသူယုံကြည်ရဲ့အကြောင်းပြန်ပြောခဲ့ပါတယ်။ပြီးရင်တော့ကိုနိုဟာကဂန်နင်းတွေအားလုံးကိုအဖွဲလိုက်စီနဲ့ရွာကနေတာဝန်အတွင်းပြောက်သွားတဲ့ရှင်နိုဘီတွေကိုလိုက်ရှာဖို့မရှင်ပေးလိုက်ပြီးအဲ့အချိန်ဘသူကမှဟိုကာကဲသားငကြောင်နိုင်ရိုတိုကိုအထင်မကြီးကြတဲ့အချိန်ဖြစ်ပါတယ်။တာဝန်နဲ့လွတ်လိုက်ရင်ပျောက်သွားတဲ့ရှင်နိုဘီတွေထဲမှာအီဇူမူနဲ့ခိုတက်ဆူတို့ပါပြန်မလာကြတာဖြစ်ပြီးပြန်ရောက်လာတဲ့ဂန်နင်းတယောက်ကလည်းအာခဲရလိပ်ပြဆိုတဲ့တခုကိုပဲမှတ်မိတော့တာဖြစ်ပါတယ်။အဲအကြောင့်ပဲတာဝန်နဲ့ထွက်သွားရင်ပြန်ရောက်မလာတဲ့ရှင်နိုဘီ၃ယောက်ကိုရှာဖို့ဂျိုနင်နဲ့တူဂန်နင်၄တင်းလုံးကိုမရှင်ပေးလိုက်တာဖြစ်ပြီးတွေ့ရတယ်မပြောမဆိုပဲသွားမကဲဘူးနဲ့ချက်ချင်းသတင်းပေးရမယ်လို့မှားထားခဲ့တာဖြစ်ပါတယ်။ပျောက်သွားတဲ့သူတွေကဂျိုနင် level တွေဖြစ်ပြီးရွာကိုပြန်ရောက်လာတဲ့တဦးတည်းသောသူကဂန်နင်တယောက်ပဲဖြစ်တဲ့အတွက်ရန်သူကဂျိုနင်တွေကိုပဲပြစ်မှတ်ထားနေရဆိုတာမီနာတိုကရိပ်မိရကြောင်းရန်သူလက်ကလွတ်နိုင်ရရှိတဲ့ဂန်နင်တွေကိုပဲဦးစားပေးတာဝန်ထပ်ဆောင်ခိုင်းခဲ့တာဖြစ်ပါတယ်။သူတို့တွေမရှင်လုံးရမယ့်ရွာနာမှာအာခဲရလို့ခေါ်တဲ့ရှင်နိုဘီလိပ်ပြတွေကိုတွေ့လိုက်ရတဲ့အတွက်နေရိုတိုကသွားဖမ်းမယ်လို့ဆာစကေကပါလိုက်သွားတဲ့အချိန်မှာကြံနေခဲ့တဲ့ခါခါချီကတခုခုဖြစ်သွားခဲ့ပြီးမျက်နှာဖုံးနဲ့လူတစ်ယောက်ကမြေကြီးထဲကိုဆွဲချသွားခဲ့ပါတယ်။ကိုက်နေကြတဲ့နှစ်ကောင်ပြန်ရောက်လာတဲ့အချိန်မှာတော့ခါခါချီကရှိမနေတော့ပဲတစ်ဖက်ကဂျိုနင်နေဖြစ်ကြတဲ့အာဇူမာခူရဲနဲ့ဂိုင်ဒိုကလည်းအလားတူဝေဒနာတစ်ခုကိုခံစားလိုက်ရပြီးအမဲရောက်နွယ်ရှင်တွေဖမ်းဆီးရခံလိုက်ရပါတယ်။နဲကြီးအစားကမြင်ခဲ့ရတဲ့မြေရောက်ထဲကချာကရာစီးကြောင်းနေရလည်းမရှိတော့ပဲကြံခဲ့တဲ့ဂန်နင်းတွေရဲ့အနားမှာတော့ထူးဆန်းတဲ့ဝင်းယုံတဲ့နေညာတွေကရှိနေခဲ့ပါတယ်။နိုင်ရိုတိုကတော့သတင်းပြန်ဖို့မကြိုးစားပဲသူ့ရဲ့အကျင့်တိုင်းမစင်မကျင်နဲ့မရရအောင်ကဲမယ်လို့ပဲပြောနေတဲ့အတွက်နိုင်ရိုတိုက၄ယောက်မြောက်ဟိုကာကဲရဲ့တာယောဟုတ်ရဲ့လားလို့ဆာစကေကမေးလိုက်ပါတယ်။၄ယောက်မြောက်ဟိုကာကဲမီနာတိုကသူ့ရဲ့တယ်လီပေါ်ရဲ့ခုနိုင်တွေကိုခေါင်းဆောင်ဂျိုနေနိုင်စီမှာပေးထားတာဖြစ်တဲ့အတွက်စိတ်မပူဖို့ဆာစကေကပြောပေမဲ့အဲ့ဒီခုနိုင်တွေကပါပျောက်သွားတဲ့နေရာမှာကြံနေခဲ့တဲ့အတွက်အခြေအနေကပိုပိုပြီးဆိုးလာနေခဲ့ပြီဖြစ်ပါတယ်။လီကတော့သူ့ဆရာကိုင်ကိုအသေးအတန်လိုက်ရှာနေပေမဲ့ညံကောင်းတဲ့ရှီကာမာတို့ကတော့အခုချိန်မှာအားသားချက်အရှိဆုံးကခူရဲနန်းရဲ့တင်းရိပ်ဖြစ်ပြီးခီပါရဲ့အနက်ခံစွမ်းရည်ဟီနာတာရဲ့ဗျာကူကန်နဲ့ရှင်နိုရဲ့ခြေရခန့်အင်းဆက်တွေကြောင့်တခြားအဖွဲ့တွေကိုအသာအရာရှာတွေ့နိုင်မဲ့ပြင်အဖမ်းခံလိုက်ရတဲ့ခေါင်းဆောင်တွေကိုပါခြေရကောက်လို့ရနိုင်တဲ့အတွက်ငပြင်းပြီးဒီနေရာကပဲသူတို့လာတာကိုထိုင်ဆောင်နေကြမယ့်အကြောင်းရှင်းပြပေးလိုက်ပါတယ်။သူတွေးတဲ့အတိုင်းတင်းရိပ်ကလည်းရှီကာမာရုရဲ့အုံနောက်ကိုလိုအပ်တာကြောင့်တင်းတန်းနဲ့ပူးပေါင်းမှုလာနေခဲ့ပေမဲ့အကုန်လုံးကနိုင်ရိုတိုကိုပဲမျက်ခုံးလုံနေကြတာဖြစ်ပါတယ်။တစ်ဖက်ကနိုင်ရိုတိုတို့ရဲ့ရှေ့ကိုတော့တိန်နီအောင်အမှန်သားဝင်းယုံတဲ့လူတစ်ယောက်ရောက်လာပြီးသူ့ရဲ့အသွားသုံးမှုလက်နက်ကြီးနဲ့စတင်တိုက်ခိုက်လိုက်ပါတယ်။မထင်မှတ်ပဲနိုင်ရိုတိုရဲ့ပါးကိုချစ်မိသွားတဲ့အတွက်ထူးဆန်းတဲ့လူကဓာတ်သွားပေါ်မှာပေနေတဲ့သွေးကိုရက်လိုက်ပြီးနိုင်ရိုတိုကသူ့ရဲ့ကျိန်စာမိသွားပြီဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်
ပြီးရင်နောက်ထိုးသူကချက်ချင်းပဲစူးကျွန်းတစ်ခုကိုထုတ်လိုက်ပြီးသူ့ကိုယ်သူပြန်ထုတ်လိုက်တဲ့အချိန်မှာရက်ကြည့်နေတဲ့နေရီတိုကပါဒဏ်ရာရသွားပြီးလက်ကျသွားခဲ့ပါတယ်နိုင်ငံရွေးလို့ရတဲ့ VPN လေးခန်းကြည့်ပေးခြင်းဖြင့်ကျွန်တော်ဝင်ငွေရအောင်ကူညီပေးနိုင်တာမို့လို့တစ်ဖက်တစ်လမ်းကနေ VPN အသုံးပြုလုပ်တဲ့ဗီဒီယိုလေးတွေကိုစပို့ပေးဖို့တောင်းဆိုခြင်းပါတယ်အဲ့အချိန်တင်းတန်းမှလည်းလေပြင်းတစ်ချက်တက်လာရင်းနဲ့ Paper Shuriken နဲ့ပြေးဝင်လာခဲ့ပြီး website နဲ့ပါတစ်ဆက်တည်းတက်ခိုက်ခံလိုက်ရပါတယ်ချိုကြီးရဲ့လူသားဘောလုံးနဲ့ဖောက်ထွက်နိုင်ခဲ့ပြီးမြဲထူးဆန်းတဲ့စာရွက်တွေကဖားတကောင်အသွင်ပြောင်းသွားခဲ့ပြီးသူ့အပေါ်ကိုလည်းတစ်ခါမှမမြင်မှုတဲ့လူစိမ်း၃ယောက်ကရောက်လာခဲ့ပါတယ်တစ်ဖက်ကနယ်ရီတိုကလည်းတေလောက်တဲ့ဒဏ်ရာကိုရသွားခဲ့ပြီးထူးဆန်းတဲ့လူကလည်းရှင်နိုဘီကဘာကြီးကပျက်စီးနေပြီဖြစ်တဲ့အတွက်လက်လျှော့လိုက်ဖို့ပြောနေခဲ့ပါတယ်ဒါပေမဲ့နယ်ရီတိုကကိုပါတက်တက်ဖြစ်နေရဲ့ပြီးသူ့ကိုပါလီစီကအတူခိုးထားတဲ့နယ်ရီတိုရင်းနဲ့ပြန်သိပ်ပေးလိုက်ပါတယ်ထူးဆန်းတဲ့လူကတော့သူကလည်းကျေးသားတစ်ယောက်ဖြစ်တဲ့အတွက်ပျောက်သွားတဲ့ဂျွန်နွေနေဘမှရှိမှမသိပဲရှင်နိုဘီလောကကြီးကချိန်သာသိမ့်ပြီးမျှော်လင့်ချက်မရှိတော့ဘူးလို့ပဲနားလေရခတ်တဲ့စကားတွေကိုထပ်ပြောနေခဲ့ပါတယ်ရှီကာမာရူတို့ရဲ့ရှိရသပင်လိမ်မော်ရောင်တဲ့သူကတော့သူတို့ကမျိုးပိုကူတောင်ဖားဆရာကြီးရဲ့တပည့်တွေဖြစ်တဲ့တင်းကြီးပါကြီးကမိုးရရှင်နိုဘီသုံးပေါ်ယာယီကိုနာဂါတိုနဲ့ခွန်နန်လို့ပြောတဲ့အတွက်ကိုနိုဟာက legendary sun ရဲ့တပည့်တွေမှသိသွားကြပါတယ်သူတို့ရဲ့အဖွဲ့ကိုအာခါဆုဝီလို့လည်းခေါ်ပြီးမိုးရကလူတွေကကိုနိုဟာနေညာတွေထက်တာရဲဆိုတာတက်တည်ပြဖို့စတင်တက်ခိုက်လိုက်ပါတယ်စက်ကူဖားကိုဖောက်ခွဲနိုင်လိုက်ပေမဲ့မိုးရနေညာတွေကလည်းတန်မာတဲ့ရှင်နိုဘီတွေဖြစ်နေကြပြီးနိုင်ငံကြီး9နိုင်ငံကသူတို့ရဲ့မွေးရမြေနိုင်ငံငယ်လေးကိုပျက်စီးအောင်စစ်ပွဲတွေလုပ်ခဲ့ကြတဲ့အတွက်တခြားနိုင်ငံကြီးတွေကိုမကျေနပ်နေရဖြစ်တဲ့အကြောင်းယာယီကိုကပြောပြလိုက်ပါတယ်အဲအကြောင်းသူတို့အဖွဲ့ရဲ့ရည်ရွယ်ချက်ကလွတ်လပ်ဖို့ပဲဖြစ်ပေမဲ့ရှီကာမာရုကလည်းကိုနိုဟာကရှင်နိုဘီတွေကိုပြန်လွတ်ပေးဖို့ပြောတဲ့အတွက်လောကမှာကိုနိုဟာရတခုတည်းရှိတာမဟုတ်ဘူးလို့ပြောရင်ဆက်လက်တက်ခိုက်နေကြကြပါတယ်။ငယ်တို့အနားမှာလည်းအမဲအောင်မျိုးရှင်တွေကပေါ်လာခဲ့ပြီးတက်ခိုက်တာကြောင့် Sasuke က Fireball နဲ့ကယ်ပေးလိုက်ရပါတယ်။တင်းတန်းကလည်းစွမ်းအားချင်းကွာခြားလို့မိမဲ့ရန်သူတွေကသူတို့ကိုစက်မတိုက်ပဲထွက်သွားခဲ့ပြီးတစ်ဖက်ကကျေးစားနှစ်ယောက်ကလည်းဟီတန်နဲ့ခါကူဆူလို့ခေါ်တဲ့ပြင်သူတို့ရဲ့တာဝန်ကခေါင်းဆောင်ဂျိုနီတွေကိုပဲခေါ်သွားရမှာဖြစ်တဲ့အတွက်ပတ်ဆက်မရတဲ့ကလေးတွေကိုလိုက်တက်နေလို့လည်းအပူပဲလို့ခါကူဆူကပြောလိုက်ပါတယ်။တင်းအိတ်ကလည်းတိုက်ပွဲဖြစ်ခဲ့တဲ့နေရာစီရောက်လာခဲ့ပြီးတစ်ဖက်ကတင်းတန်းကလည်းရန်သူတွေနောက်ကိုလိုက်လာရင်လူမရှိရဲ့ရွာတရာကိုတွေ့သွားခဲ့ကြပါတယ်။ဟိုကာကေတာနဲ့အတော်ဆုံးကျောင်းသားကတော့ထုံးစံတိုင်းရန်ဖြစ်နေကြပြီးတင်းကန်ရောက်လာတဲ့အချိန်မှာတော့သူတို့အဖွဲ့တွေအားလုံးကတူညီတဲ့အချိန်တွေမှာဒုက္ခရောက်နေရဖြစ်တဲ့အကြောင်းသိလိုက်ရပါတယ်။ဂျိုနီတွေကိုခေါ်သွားပြီမဲ့ရန်သူကမီနာတိုရဲ့ခုနိုင်တွေကိုတော့ရည်ရွယ်ချက်ရှိရှိနဲ့ချန်ထားခဲ့တဲ့အတွက်အဲ့ဒီတယ်လီဘော့တိုင်းဝင်လည်းတိနေရတေချာတလောက်ရှိနေပြီးအများစုကတော့လူစုပြီးရွာကိုသတင်းပြန်ပို့ဖို့တိုင်ပင်ကြပြီမဲ့ဟိုကာကေတာလေးကတက်ကူမလာခင်ဆရာတွေဒုက္ခရောက်သွားမှစိုးရိမ်နေတဲ့အတွက်မရရအောင်ကယ်ဖို့ပဲတယောက်တည်းဆုံးဖြတ်ထားတာဖြစ်ပါတယ်။အဲ့အချိန်တိတ်ဆိတ်နေတဲ့ရွာထဲမှာကလေးနှစ်ယောက်ကိုတွေ့လိုက်ရတာကြောင့်တင်းတက်ကနောက်ကလိုက်လာခဲ့ပြီးကလေးတွေကသူတို့ရဲ့ခန္ဓာဆိုတဲ့အယုံလေးကိုပြန်လာယူကြတာဖြစ်ပါတယ်။တရွာလုံးကဒီနေရာမှာစစ်ပွဲဖြစ်မယ်လို့သတင်းကြားတဲ့အတွက်ကြိုတင်ရှောင်မြင်နေကြတာဖြစ်ပြီးယာယီကိုကလည်းသူတို့ရဲ့အဖြစ်နဲ့တူနေတဲ့ကလေးတွေကိုကြည့်ရင်တရွာလုံးကိုတော့ထွက်သွားခိုင်းတာပဲမဲ့သူတို့ရဲ့လုပ်ရက်ကကိုနိုဟာရွာနဲ့တူလာပြီးဖြစ်တဲ့အကြောင်းပြောနေခဲ့မိပါတယ်။အဲ့အချိန်ကလေးနှစ်ယောက်စီကိုရှီကာမာရုတို့ရောက်လာခဲ့ပြီးကိုနိုဟာခေါင်းစည်းနဲ့ကလေးတွေကိုမြင်လိုက်ရတာကြောင့်နာဂါတိုကသူ့ရဲ့ငယ်ဘဝမိဘတွေအသက်ခံလိုက်ရတာကိုတတိယသွားခဲ့ပါတယ်။လက်ရှိကိုနိုဟာဘက်ကအန်နီရဲ့ပြုကျင့်စိတ်မရှိပေမဲ့မငြင်းငြင်းသေးတဲ့ကာလာတွေဖြစ်တဲ့အတွက်တယောက်နဲ့တယောက်အယုံကြည်မရှိကြပဲနာဂါတိုကလည်းယာယီကိုကောက်ွယ်ဖို့သူ့ရဲ့ရင်းနေကန်ဆွမ်းအားကိုထုတ်သုံးမိသွားခဲ့ပါတယ်။အဲဒါကြောင့်ပဲစစ်ဘေးရှောင်ကလေးနှစ်ယောက်နဲ့တူတအိမ်လုံးမြောက်ထဲရောက်သွားခဲ့ပြီးအဲ့လိုရုပ်ရုပ်သေးတဲ့အခြေအနေကိုလည်းတခြားအဖွဲ့တွေကသတိထားမိသွားကြပါတယ်။ပြုတ်ကျသွားတဲ့ကျွန်းထဲကိုတော့ယာယီကိုတို့ကလိုက်ဆင်းသွားခဲ့ပြီးအဲ့အချိန်ရွာထဲကိုရောက်လာကြတဲ့ဂန်နင်ချာယောက်ကလည်းသူတို့လမ်းမှာပိတ်မိနေတဲ့ချာကရာအလုံးကြီးတစ်ခုကိုပဲတွေ့လိုက်ကြရပါတယ်။ဒါကတော့ Naruto What If အပိုင်းတစ်ဖြစ်ပြီးအပိုင်းနှစ်ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးလုပ်ပြီးအားပေးကြဖို့တောင်းဆိုချင်ပါတယ်။ brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်။သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်